လက်ပါတဲ့ဝစ်စုံကတကူကောင်းဆက်နဲ့စိတ်ဝိညာဉ်ကိုမဖုံးကွက်နိုင်သလိုအစွမ်းနဲ့လက်နက်ကတင်းကိုစစ်တရတယောက်အဖြစ်ကိုမပြောင်းလဲပေးနိုင်ပါဘူးလူတိုင်းကကိုယ့်ကိုယ်ကိုပြုစုပြောထောင်ရပါမယ်ဆလက်စတီယာဇလန်ကတော့မတူပါဘူး တတိထားဆက်လက်စီယာ ဆလက်စတီယာရဲ့ဖေကမော်ရဲတိုက်မှာဘရင်ရဲ့အနီးကအစီကံတယောက်ပါဆာအန်တိုနီကတစားဖို့သူ့ကိုရဲတိုက်တဲ့ကိုမကြာခဏကော်သွားလေးရှိပါတယ်မင်းကြီးကျမတောင်းပန်ပါတယ်အမောပြင်ဆင်ဖို့အခုပဲ Wolf Fairy Tale ရဲ့ subscribe ခလုတ်ကိုနှိပ်လိုက်နော်ဘရင်ကသူ့ရဲ့သမီးမင်းသမီးဆလီနာနဲ့တငယ်ချင်းဖြစ်ဆလက်စတီယာကိုရှိနေတာကိုနှိမ့်သက်သဘောကျနေခဲ့ပါတယ်ဆလက်စတီယာကသူနဲ့ရွယ်တူဖြစ်တာကိုဆလီနာသိတာကြောင့်သူကပုံမူပြီးရင်းနေပြီးပုံမူပူလင်းခဲ့ပါတယ်သူကဆလက်စတီယာကိုလူတိုင်းမော်ဆွမ်းလေးချင်းတဲ့နေရာကိုခေါ်သွားခဲ့ပါတယ်ငါလည်းဒီလိုမျိုးမှားတယ်တစ်ချောင်းလောက်လိုချင်လိုက်တာဒါပေမဲ့သူတို့ပိုရင်းနှီးလာလေဆလက်စတီယာကမဝင်မရဲမှုကိုပိုခံစားလာရပါတယ်အစီကံတွေကမင်းသမီးလေးရဲ့အမိန့်အတိုင်းဆလက်စတီယာအတွက်လုပ်ပေးတဲ့အခါတိုင်းမကြာခဏအထင်မြေသေးသက်ကြပါတယ်။အိုးတောင်းပန်ပါတယ်ဆလက်စတီယာနဲ့ဆီလီနာတို့ရဲ့16နှစ်မြောက်မွေးနေ့မှာဘရင်ကသူတို့နှစ်ယောက်စလုံးအတွက်အထူးစီစဉ်ပေးခဲ့ပါတယ်။မွေးနေ့မှာပြည့်ရှင်ပါစေမင်းသမီးလေး။ဟေးကဲလောသမီးတို့ဆန္ဒတစ်ခုလုပ်ကြပြီးတော့ဒီမှာနှစ်ယောက်စလုံးအတွက်လက်ဆောင်ရှိတယ်အဒီမှာမော်ဒန်3ချောင်းရှိနေခဲ့ပါတယ်ပထမတစ်ချောင်းကအလင်းမော်ဒန်ဖြစ်ပြီးပုံမှန်သဏ္ဍာန်ကရိုးရှင်းပါတယ်ဒုတိယတစ်ချောင်းကတော့မီးမော်ဒန်ဖြစ်ပြီးနောက်ဆုံးတစ်ခုကတော့ယူနီကွန်းမော်ဒန်ဖြစ်ပြီးအနုစိတ်ထွန်းသားကဆွမ်းဆောင်မှုရှိပါတယ်သမီးတို့ကြိုက်တဲ့မော်ဒန်ကိုရွေးကြပါမင်းသမီးလေးယူနီကွန်းမော်ဒန်ကိုရွေးပါဒါပေမဲ့ဆလီနာကသူတို့အားလုံးတည်းထင်ရှားမှုအနည်းဆုံးအလင်းမော်ဒန်ကိုရွေးချယ်ခဲ့ပါတယ်တခြားမော်ဒန်တွေကိုပိုင်ဆိုင်မှုသမီးမှာအစွမ်းမရှိသေးဘူးလို့ခံစားရတယ်ဒါဆိုငါယူနီကွန်းမော်ဒန်ယူမယ်ဆလက်စတီယာကမော်ဒန်ကိုလိုချင်နေခဲ့တာကြပါပြီအခုတော့လက်တွေ့ဖြစ်လာပြီးသူကမျှော်လင့်ထားတာထက်တောင်ပိုကောင်းနေခဲ့ပါတယ်ဆလက်စတီယာကမော်ဒန်ကိုစိတ်လှုပ်ရှားစွာဝေယံလိုက်တာကြောင့်နေရန်ကိုအပိုင်ပိုင်ပြုတ်ကျလာစေတဲ့မနန်ကိုထုတ်လို့စေခဲ့ပါတယ်မင်းမကြွကြင်ရင်လက်မော်ဒန်ကိုယူယူမမရှောက်မသုံးနဲ့မော်ဒန်ကိုသမီးတို့အတွက်တင့်လျောင်ပြုလုပ်ပါသူ့ရဲ့အစွမ်းတော်ကိုမလိုက်ပါနဲ့မဟုတ်ရင်သူကသမီးတို့ကိုထိန်းချုပ်လိမ့်မယ်နေ့တိုင်းဆလက်စတီယာကမင်းသမီးဆလီနာနဲ့လေးလာလေးချင်းမော်ရဲတိုက်တဲကိုသွားခဲ့ပါတယ်မင်းသမီးလေးကသူ့ရဲ့မော်ဒန်ကိုတုံပြီးအတော်လေးကြမ်းကြစ်လာခဲ့ပါတယ်လူတိုင်းကသူ့ကိုချီးကျူးနေခဲ့ကြပါတယ်ဆလက်စတီယာကသူ့ရဲ့မော်ဒန်ကိုတစ်သားလို့တင်းတင်းကြပ်ကြပ်ကင်ထားဖို့ပဲသိနေခဲ့တယ်လေဆလက်စတီယာနဲ့မင်းသမီးလေးရဲ့ပျော်ပွဲရွှင်ပွဲတွေမှာသူတို့ကတောနတ်ဆိုတကောင်ရဲ့အမှတ်မထင်နှောက်ယှက်ခြင်းကိုခံခဲ့ရပါတယ်ဆလက်စတီယာကသူ့ရဲ့ယူနီကွန်းမော်ဒန်ကိုလှည့်မြစွာထိန်းချုပ်ဖို့ကြိုးစားပေမဲ့သူကသူ့စကားကိုနားမထောင်ဘူးလေဆလီနာကနဆိုးရဲ့မျက်လုံးတွေတဲကိုအလင်းနဲ့တွေကိုတိုက်ရိုက်လွှတ်လိုက်ပါတယ်ဆလီနာကလှည့်မြစွာထွက်လာကနဆိုးကိုအနိုင်ယူဖို့သူ့ရဲ့မော်ဒန်ကိုအသုံးပြုလိုက်တော့နဆိုးလည်းပျောက်ကွယ်သွားပါတော့တယ်လူတိုင်းသက်ပြင်းချလိုက်ကြပြီးအားလုံးကဆလီနာရဲ့ထူးချွန်တဲ့စွမ်းရည်ကိုချီးကျူးနေခဲ့ကြပါတယ်
သူကမော်ဒန်ရဲ့တကူကိုနားလဲပြီးကျွမ်းကျင်လာတာကြောင့်သူ့ကိုနာခံစေတယ်လေဒီတော့အတွင်း Celestia ကစိတ်ပြက်လက်ပြက်နဲ့သူ့ရဲ့ Unicorn မော်ဒန်ကိုပဲကြည့်နိုင်ခဲ့ပါတယ် Celestia ကသူ့ရဲ့မော်ဒန်ကိုအိမ်ယူလာပြီးတောင်းတနေရာမှာပြစ်ချလိုက်ပါတယ် ငါဒီလက်ဆောင်လက်မခံခဲ့တဲ့ဦး မင်းကဒီမော်တာပိုင်ရှင်ဖြစ်ဖို့ထိုက်တန်ပါတယ် သူက Unicorn မော်ဒန်ရဲ့ဝိညာဉ်ပဲဖြစ်ပါတယ် Celestia ရဲ့မျက်လုံးတွေကမမြင်နိုင်တဲ့ဆွမ်းအားတချို့သူ့စိတ်ထဲကိုဝင်ရောက်သွားသလိုတောက်ပနေခဲ့တဲ့ ဘသူမှငါ့ကိုဘယ်တော့မှမကဲ့ရနိုင်တော့ဘူး ပထမဆုံး Celestia ကသူ့ရဲ့ညံပြင်းတဲ့အသွင်မျိုးကိုပြောင်းလဲဖို့ဆုံးဖြတ်ခဲ့ပါတယ်သူကမင်းသမီး Selina ရဲ့ဝတ်စုံအသစ်ကိုသူ့ရဲ့ရုပ်ဆိုးတဲ့အဟောင်းနဲ့လဲလှယ်ခဲ့ပါတယ် Selina ကအဲ့ဒီဝတ်စုံကိုလက်ခံရရှိတဲ့အခါမှာဟောင်းနှွမ်းနေတဲ့ဝတ်စုံကရုပ်ဆိုးပြီးသူရေးဆွဲခဲ့တဲ့ပုံစံနဲ့လုံးဝမတူတာကိုသူတွေ့လိုက်ရပါတယ် ဒါပါကြီးလေငါနဲ့လုံးဝကတိပဲ မင်းအရန်လာတယ်ငါသခင် နောက်တစ်နေ့မှာတော့ Celestia ကမိတ်ကပ်လိမ့်ပြီးချစ်စရာကောင်းတဲ့ Selina ရဲ့ဝတ်စားတွေကိုဝတ်ခါရတိုက်တဲကိုတွားခဲ့ပါတယ် ငါဝတ်စုံနေဘလို့တော့ခိုးရတာလေငါ့ကိုမစွတ်ဆွဲပါနဲ့နင့်မှာငါခိုးရတယ်ဆိုတဲ့အထောက်ထားရောရှိလို့လား Selina ကစိတ်ပြက်လက်ပြက်စကားမပြောနိုင်တော့ပဲထွက်သွားပါတော့တယ် ဆလစီယာကဒီလိုနာကျင်စရာတွေပြောမဲ့ဆိုတော့ငါမရှုံနိုင်ဘူး Unicorn မော်ဒန်ရဲ့ဆွမ်းအားက Celestia ကိုမတူညီတဲ့လူအဖြစ်ပြောင်းလဲသွားစေခဲ့ပါတယ် အဖေဘရင်ရဲ့အခန်းထဲကအဖိုးတန်ပလဲကိုယူလာပြီးတော့သမီးတို့ကိုပိုချမ်းသာလာအောင်လုပ်ရမယ်ဒါဆိုသမီးတို့ကိုဘယ်သူမှနှိမ်ရတော့မှာမဟုတ်ဘူး အဖေမလုံနိုင်ဘူးဘင်းကအဖေတို့ပေါ်အရင်ကျင်တာအဖေသူ့ကိုတစ္ဆာဖောက်တာတက်ဆင်းရဲတာကိုပဲရွေးမယ် အတိညမှာ Celestia ကဘရင်ရဲ့အခန်းထဲကိုသူကိုယ်တိုင်ခိုးဝင်သွားခဲ့ပါတယ်သူကအဖိုးတန်ကြောင်မြတ်ရတနာစီကိုဥတီသွားခဲ့တယ်လေဒါပေမဲ့ကြောင်မြတ်ကအဆန်းထွက်လွန်တာကြောင့် Celestia ကအဲ့ဒါကိုမကင်နိုင်ခဲ့ပါဘူးသူ့ရဲ့တွေ့ဝင်မှုတွေကြောင့် Celestia ကစွန့်စားတဲ့လောက်ရတစ်ခုကိုလှုပ်ဆောင်ဖို့စဉ်းစားခဲ့ပါတယ်ဒါပေမဲ့သူခြေတံတွေကိုကြားလိုက်ရတာကြောင့်အမြန်ပြေးသွားခဲ့ပါတယ် ကျွတ်သူကိုဖမ်းကြစမ်း မလို့ဘူးအဖေအဆင်ပြေပါတယ် Selina ကဘယ်နည်းဆန်တယ်လို့ခန်းစားမိပေမဲ့ကြီးရသူကိုရှာဖွေဖို့ကြံယူနေသေးပါ ငါဘရင်ကိုထိခိုက်မိတော့မလို့ မင်းကောင်းကောင်းလုပ်ခဲ့တယ်မင်းကိုမင်းအပြစ်တင်စရာမလိုပါဘူး တင်နန်းပြီးတော့သမီးတို့ရဲ့စူးစမ်းမှုတွေကိုမြင်ခဲ့ရတယ်ဆလင်းသမီးကအဖေကိုအလင်းမော်အစွမ်းကင်ဆောင်သူအဖြစ်ဂုဏ်ယူစေခဲ့တယ် Celestia ကတော့လုံလဝရိယရှိတယ်ဒါပေမဲ့ဒီမော်ရန်စီကစွမ်းရင်ကိုစုပ်ယူဖို့မလွယ်ဘူးဒါကြောင့်နောက်ထပ်လေ့ကျင့်ဖို့လိုသေးတယ် မင်းရဲ့အစွမ်းတွေကိုသူ့ကိုပြောင်းလဲစလက်စီယာ Celestia ကရုတ်တရက်သူ့ရဲ့မော်ဒန်ကိုချိန်ရွယ်ပြီး Selina စီကိုမနှံပစ်လိုက်ပါတယ် မင်းမအခွင့်အရေးရှိပေမဲ့မင်းမတင်ယူခဲ့ဘူးမင်းငါအခန်းထဲကကြောက်မြတ်ရတနာကိုခိုးယူခဲ့တော့မင်းခဏတာအလွှမ်းမိုးခံရတယ်လို့ထင်ခဲ့တာကြောင့်ငါအလျှော့ပေးခဲ့တာ အဲ့ဒါကိုလုတ်ခဲ့တဲ့သူကနင့်ဆိုတော့ငါမယုံနိုင်ဘူး အားလုံးသိသွားတာကြောင့် Celestia ကအနေရများတဲ့လှုပ်ရှားမှုလုပ်ခဲ့ရပါတယ်မော်ဆွမ်းတွေတစ်ခုကိုတစ်ခုထိတိုက်တွေ့ခဲ့ကြတယ်လေသူ့ရဲ့မုန်တိမှုကြီးထွားလာမှုကြောင့် Celestia ကအမောင်ထဲမှာရှုံးနေခဲ့ပါတယ် Celestia ကသူ့ Unicorn မော်ဒန်ရဲ့ကန့်သက်ချက်ကိုတုံးခဲ့တာကြောင့် Selina ရဲ့မော်ဒန်ကြိုးစားစေခဲ့ပါတယ် Celestia ကသူ့ကိုယ်သူထိန်းချုပ်မှုဆုံးရှုံးသွားခဲ့ပါတယ်သူအမားအမှန်ကိုမခွဲခြားနိုင်တော့ပါဘူး ဒေါက်တာဆလက်စီယာကိုမဆုံးရှုံးလိုက်ပါစေနဲ့သမီးဆင်းရဲခြင်းကအပြစ်မဟုတ်ပါဘူးရှုံးချထိုက်တဲ့ဆင်းရဲသားတွေရဲ့ဆုံးဖြတ်နိုင်စွမ်းမရှိတာကြောင့်ပါ သူက Unicorn ရဲ့ဩဇာလွှမ်းမိုးမှုအောက်ကနေလွတ်မြောက်ဖို့ရုန်းကန်နေခဲ့ပါတယ်ဝိညာဉ်က Celestia ရဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်သွားပြီလေ ဆလက်စီယာ ဆလစီယာနေရအရှင်ကကျန်တက်တဲ့သူပါမကောင်းဆိုးဝါးနေရဲ့စိတ်ဝိညာဉ်ကိုမညှိုးနှမ်းပါစေနဲ့ Celestia ကဆင်းရဲနွမ်းပါပေမဲ့ပျော်ရွှင်မှုခိုက်တဲ့တွေကိုပြန်အမှတ်ရမိသွားခဲ့ပါတယ် ငါခန္ဓာကိုယ်ထဲကနေထွက်သွားစမ်း Unicorn ဘုရင်မက Celestia ရဲ့ခန္ဓာကိုယ်ကနေနှင်ထုတ်ခံခဲ့ရပါတယ်
ငါမရှိရင်ဒီမော်တာကအစွမ်းရှိမှာမဟုတ်ဘူးဟာ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  ဒီမော်ဒယ်အတွက်ဆွမ်းအားကိုကျမဘာသာကျမပဲဖန်တီးမယ် ဆလက်စတီယာကယူနီကွန်ဘီယံကိုအနိုင်ယူဖို့သူ့ရဲ့မော်ဒန်ကိုအမြန်သုံးလိုက်တဲ့နောက်ဆုံးတော့သူကမော်ဒန်ရဲ့ဆွမ်းအားအစိမ့်မှန်ဖြစ်တဲ့ခွန်အားတမာတိကျနာမှုကိုရှာတွေ့သွားခဲ့ပါတယ်ဆလက်စတီယာကဆလီနာရဲ့အလင်းရောင်ကိုပြန်လည်ရရှိခဲ့ပါတယ် တောင်းပန်ပါတယ်ဖေ။သမီးမှားသွားပါတယ်။အမှန်တကယ်အရေးကြီးတဲ့အရာကသမီးတို့နဲ့ကိုက်ညီပြီးတော့စစ်မှန်တဲ့တန်ဖိုးကိုယူဆောင်လာတဲ့အရာဆိုတာသမီးနားလည်သွားပါပြီ။တောင်းပန်ပါတယ်မင်းကြီး။ကျမတကူကောင်းဆန်လုံးပြီးတော့အတွေးသိမ်ခဲ့ပါတယ် အဲ့ဒါမင်းအတွက်သင်ခန်းစာပဲအပြင်မှာလှပတဲ့အရာအားလုံးကကောင်းတာမဟုတ်တလို့ရုပ်ဆိုးတဲ့အရာအားလုံးကလည်းအသုံးမဝင်တာမဟုတ်ဘူးငါတို့အသုံးပြုပုံပေါ်မှာပဲမူတည်တာ နားလည်မှုလွဲမှားမှုတွေအားလုံးကိုဖြေရှင်းပြီးသူတို့အားလုံးမှော်ရတိုက်ထဲမှာပျော်ရွှင်စွာနေထိုင်သွားကြပါတော့တယ်